အားလုံးမင်္ဂလာပါကျွန်တော်ကတော့မြန်မာခိုင်ဆန်းမျိုးစုံရဒေါက်တာမဆန်းဖြစ်ပါတယ်ဒီနေ့မှာတော့ဂျပန်ပုံစံစီမံခန့်ခွဲမှုအကြောင်းမိတ်ဆက်တင်ပြလိုပါတယ်စီးပွားရေးလောကမှာစီမံခန့်ခွဲမှုမျိုးမျိုးရှိတဲ့အထက်မှာဂျပန်ပုံစံစီမံခန့်ခွဲမှု Japanese Time Management နဲ့ပြင်ရှားတဲ့စီမံခန့်ခွဲမှုဖြစ်ပါတယ်ဒါဆိုရင်ဂျပန်ပုံစံစီမံခန့်ခွဲမှုဘာကြောင့်ပေါ်ပေါက်လာလဲသူတို့ရဲ့စီမံခန့်ခွဲမှုမှာဘာတွေပါဝင်လဲဆိုတာကိုမိတ်ဆက်ပေးချင်ပါတယ်အားလုံးသိကြတဲ့အတိုင်းဒုတိယဝါစစ်မှာဂျပန်နိုင်ငံဟာစစ်ရှုံးနိုင်ငံဖြစ်သွားပြီးအမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်များရဲ့တင်းကျပ်မှုအောက်ကိုရောက်ရှိသွားပါတယ်။နျူကလ িয়ার ဘုံးကျဲခံရတဲ့အပြင်စစ်တပ်ကြောင့်အခြေခံအဆောက်အဦများစက်ရုံလုပ်ရုံများပျက်စီးမှုကြောင့်ဂျပန်နိုင်ငံဟာပြာဝပေါက်ရောက်ရှိခဲ့ပါတယ်။စစ်ဖြစ်ပြီး10နှစ်တာကာလအတွင်းစာဝန်ရေးပြဿနာများအငတ်မီးများကြုံရခြင်းတို့ကြောင့်ဂျပန်နိုင်ငံမှာထွက်ပြေးသူများလည်းရှိခဲ့ပါတယ်။အဲ့လိုအခြေအနေမှာအမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်များဂျပန်နိုင်ငံပြည်내ထူထောင်ရေးအတွက်အမေရိကန်စနစ်များကျင့်သုံးရန်တိုက်တွန်းခဲ့ပါတယ်။သို့တော်လည်းပဲဂျပန်များအမေရိကန်တို့ရဲ့အဆိုပြုချက်ကိုလက်ခံခဲ့ခြင်းမရှိပါဘူး။အားလုံးဒီအတိုင်းဂျပန်နိုင်ငံဟာဘုရင်စနစ်အုပ်ချုပ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဆက်စီယာစုလေလောက်မှာဂျပန်နိုင်ငံမှာပြည်ပြည်ပြောင်းလဲရေးဆောင်ရွက်နေတဲ့ဘုရင်တစ်ပါးနန်းတက်လာပါတယ်။သူကတော့မေဂျီဘုရင်ဖြစ်ပါတယ်။သူလက်ထက်မှာဂျပန်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘက်စုံဆောင်ရွက်ခဲ့ပါတယ်။သူဒီပြင်အနောက်နိုင်ငံများမှာစာပေများဤပညာများဂျပန်နိုင်ငံကိုမိတ်ဆက်ခဲ့ပါတယ်။ဒါကြောင့်လည်းမေဂျီဘီလက်ထက်မှာဂျပန်နိုင်ငံရဲ့စီးပွားရေးဟာလျင်မြန်စွာနဲ့တိုးတက်ခဲ့ပါတယ်။ဒါအပြင်ဂျပန်လူမျိုးတွေကစိတ်ဓာတ်စီကံအကျဉ်းစာရိတ္တနဲ့လုံလောက်ရေးကောင်းမှုများလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဒုတိယဝါစစ်နောက်ပိုင်းတိုင်းပြည်ပြည်내ထူထောင်ရေးမှာဂျပန်လူမျိုးတွေရဲ့ယဉ်ကျေးမှုပုံစံနဲ့ရခိုင်ရရှိခဲ့တဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ့ကြုံများပေါင်းစပ်ပြီးဂျပန်ပုံစံစီမံခန့်ခွဲမှုပုံစံကိုဂျပန်စီးပွားရေးကောင်းဆောင်တွေချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ဂျပန်ပုံစံစီမံခန့်ခွဲမှုဟာလူသားချင်းဆက်ဆံရေးကိုအလေးထားခြင်းတနည်းအားဖြင့်လူကိုတန်ဖိုးထားတဲ့စနစ်ပေါ်မှာအခြေခံထားပါတယ်။ပစ္စည်းမထုတ်လုပ်ခင်လူကိုယဉ်ပြုစုပါဆိုတာကဂျပန်တို့ရဲ့ဆောင်ပုဒ်ဖြစ်ပါတယ်။ဒါအပြင်အသေးဖွဲနဲ့အလုပ်လုပ်ခြင်းခေတ်မီကုန်ထုတ်လုပ်မှုနည်းစနစ်များအသုံးပြုခြင်းအရေးသွေးကောင်းမှုစီမံခန့်ခွဲခြင်းတို့ဟာဂျပန်ပုံစံစီမံခန့်ခွဲမှုရဲ့အခြေခံကောင်းများဖြစ်ပါတယ်။ဂျပန်ပုံစံစီမံခန့်ခွဲမှုဟာအခြေခံအဖြစ်သုံးခုပါဝင်ပါတယ်။နံပါတ်1ကတော့ဂျပန်ပုံစံမှာလူဆောင်အားရင်းမြစ်ပြုစုပြောင်းထောင်ခြင်းနံပါတ်2 5S လို့ခေါ်တဲ့ကုန်ထုတ်လုပ်ငန်းဆောင်ရွက်တဲ့အခါမှာကောင်းတဲ့ပေါ်ခြင်းနံပါတ်3နေရာတော့မြင်သာသောပုံစံများစီမံခန့်ခွဲခြင်းဖြစ်ပါတယ်။အဲ့လိုဂျပန်ပုံစံများနဲ့ကြိုးပမ်းဆောင်မှုကြောင့်ဂျပန်နိုင်ငံစီးပွားရေးလည်းလျင်မြန်စွာတိုးတက်ခဲ့ပါတယ်။ဂျပန်ပုံစံစီမံခန့်ခွဲမှုမှာ PDCA လို့ခေါ်တဲ့ Plan, Do, Check, Action တို့ကိုစနစ်ကျဆောင်ရွက်ခြင်းဖြစ်ပါတယ်။အဲ့လိုဆောင်ရွက်ခြင်းကြောင့်ဂျပန်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအမှန်ကန်တိုးတက်မှုတနည်းအားဖြင့် Miracle Economic Growth ကမ္ဘာ့တင်စားခေါ်ခဲ့ပါတယ်။1980ဝန်းကျင်မှာဂျပန်နိုင်ငံကအမေရိကန်ပြည်ရင်ကမ္ဘာမှာဒုတိယအများကြီးဆုံးစီးပွားရေးတိုင်းပြည်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်း1990နောက်ပိုင်းမှာ globalization နဲ့သတင်းဆက်သွယ်ရေးနည်းပညာများကျယ်ပြန့်လာခြင်းတည်ပို့ဆောင်ရေးနည်းစနစ်များပုံမကောင်းမွန်လာခြင်းကြောင့်ကမ္ဘာလုံးဆိုင်ရာရှင်ပြိုင်မှုများပိုပြင်းထန်လာပါတယ်။ဒါအပြင်ဂျပန်နိုင်ငံရဲ့အိမ်နီးချင်းတိုင်းပြည်တွေဖြစ်တဲ့တောင်ကိုရီးယား၊တရုတ်စသည့်ထုံးစံနိုင်ငံများပေါ်ပေါက်လာတဲ့အတွက်ဂျပန်နိုင်ငံဟာရှင်ပြိုင်မှုတွေပိုပြီးပြင်းထန်လာပါတယ်။ဒါအပြင်ဂျပန်နိုင်ငံမှာတက်ကြီးလူဦးရေများခြင်းလူငယ်လူဦးရေကျဆင်းခြင်းကုန်ထုတ်လုပ်ငန်းများကျဆင်းခြင်းနိုင်ငံတကာရှင်ပြိုင်မှုအားနည်းလာခြင်းပြဿနာများကိုလည်းရင်ဆိုင်ရလျက်ရှိပါတယ်။သို့တော်လည်းကျွန်တော်တို့မြန်မာနိုင်ငံကဲ့သို့ကွန်မြူနတီတိုင်းပြည်များဟာဂျပန်တို့ရဲ့လက်တွေ့ကျတဲ့စီမံခန့်ခွဲမှုသဘောတရားများနဲ့ခေတ်မီနည်းစနစ်တွေကိုမိမိတို့နိုင်ငံအခြေအနေယဉ်ကျေးမှုများနဲ့ပေါင်းစပ်ကျင့်သုံးမယ်ဆိုရင်ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနဲ့အတူတိုင်းပြည်စီးပွားရေးနဲ့တိုးတက်လာမှယုံကြည်ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်